โอเคဗျာတို့ခဏလာမေးနေဒီ M1 Pro Mobile Game Combo Page တွေ join stop ပြန်ဝင်လာပါပြီဒီကောင်ကတော့ fine 1ဖြစ်သွားမယ်ဗျာ so join ဒီကောင်ကို unboxing လုပ်ပြပါမယ်ဘူးဖောက်ကတော့သူ့အနေနဲ့တူတော့ကောင်းပါတယ်ဘာလို့လဲဆိုရင်အထက်မှာ keyboard mouse တွေကိုတိကျတက်ရက်ထည့်ပေးထားဗျာ so ပထမဆုံးထွက်လာတော့ mouse ပါတခါရှုပ်ပြလိုက်မယ်ဗျာ RGB ပါပါတယ်ဒီကောင် okay ဒါကတော့ commander လေးပါဒီကောင်တော့ keyboard mouse ကိုဖုန်းနဲ့ချိန်မှုအတွက် Bluetooth commander လေးပါဆိုတော့ဒီကောက်မှာကဖုန်းအထောက်လျော်ပါနော်တာရီလို့ဆိုတော့3မျိုးရှိပါပြီ။ Okay ဒါကတော့ keyboard ပါ RGB ပါပါတယ်ဒီကောင်လည်းတော်လေးမိုက်ပါတယ်။ join ပြင်တစ်ခါဆန်းပြမယ်ကွာဘယ်လိုတို့။နောက်ဆုံးတစ်ခုကတော့ mouse pad ပါဗျာဗျာတို့။ဒီကောင် file 1ဖြစ်သွားပါပြီ။တပူးမှာနဲ့ဗျာ9ခုတစ်ခါလေးပါမှာကွာတစ်ခါလေး join ပြီးဆော့ရုံပဲဆော့ join ဒီကောင် set up လုပ်ပြမယ်။ဆိုတော့ဗျာအနေနဲ့ဖုန်းနဲ့ connection လုပ်ဖို့ဆိုရင်ဒီကောင်လေးကိုတုံးရမယ်ကွာဒီကောင် Bluetooth converter လေးဆိုတော့ဒီကောင်တစ်ခါလေးဖောက်ပေးမယ်ကွာဒီကောင်မှာကျိုးနဲ့ဒီ Bluetooth တုံးရတဲ့ကရှာလိုပါလေးပေါ့ကွာအကောင်လေးပါမယ်။ပြီးရင်အကောင်မှာပါတဲ့ပေါ့တွေတစ်ခါပြပေးမယ်ကွာဘယ်လိုရှိတ်တက်အောင်လို့ဟိုပေါ့က4ခုပါဗျာအောက်မှာဆိုရင် keyboard mouse ချိန်မှုအတွက် USB port 2ခုပါမယ်ဒီဘက်မှာရှာရှင်ကျွေးမှုအတွက် Type C ပါမယ်အပေါ်မှာရှာရှင်ပြန်ထုတ်မှုအတွက် USB port တစ်ခုပါအောင်မယ်ကွာဆိုတော့ logo လေးပြထားပါတယ်ဗျာနည်းနည်း logo ပြထားတဲ့အတိုင်းပဲ keyboard ဆို keyboard mouse ဆို mouse ရှိတ်လိုက်ရုံပဲဗျာဒီကောင်မှာပါလာတဲ့ USB to C ကြိုးလေးရဗျာဒီကောင်ရှာရှင်ကျွေးတဲ့ကောင်လေးဗျာအနေနဲ့ရှာရှင်ကောင်တစ်ခုမှာပဲဖြစ်ဖြစ် power ဘက်မှာပဲဖြစ်ဖြစ်ထိုးပြီးတော့ power ကျွေးလို့ရပါတယ်power ကျွေးပြီးရတဲ့ရှာရှင်လည်းငယ် RGB မီလေးတက်လာလိမ့်မယ်ကွာ keyboard အမောင်ရှိုးလိုက်ဟေး Bluetooth converter မှာဒီမီအပြာလေးလင်းလာလိမ့်မယ်အခုလိုမျိုးအကုန်လုံး set up လုပ်ပြီးသွားပြီဆိုရင် browser အနေနဲ့ application တစ်ခုထောင်းမယ်ကွာဘယ်လိုထောင်းမလဲဆိုရင် Bluetooth converter အနောက်မှာကြောဖက်ချမ်းမှာ QR လေးပါတယ်အကောင် browser ဖုန်းနဲ့ second ဖတ်လိုက်ဗျာအဲကျရင် browser တစ်ခုတည်းဝင်သွားလိမ့်မယ်အဲကျရင် okay လေးကိုနှိပ်လိုက်ပါဗျာဝင်သွားလိမ့်မယ်ဝင်သွားပြီဆိုရင်သူတို့ application ရွေးခိုင်းနေမယ်ကွာအပေါ်မှာ Android အောက်မှာ iOS ဆိုပြီးနှစ်ခုရှိရကွာဆိုတော့ browser အနေနဲ့ Android ဆိုရင် Android iOS ဆို iOS ဆိုရွေးလိုက်ပါအခုစမ်းပြထား Xiaomi Pad 8 Pro နဲ့ဆိုတော့ကွာ Android ပဲရွေးလိုက်မယ်အဲကျရင် application တစ်ခု down ခိုင်းလိုက်မယ်ကွာအမှတွေ့လားcool game မှာဆိုပြီးတော့ရှိနေမယ်အကောင့်လေး install လုပ်လိုက်ပါ down လိုက်ပါပြီးရင်တစ်ခါလေး install လုပ်လိုက်ဗျာcool game မှာဆိုတဲ့ application တွေ home စကွင်ပေါ်ရောက်လာဆို browser နဲ့ဝင်လိုက်ပါပြီးရင် browser လို့ setting တွေဘာညာရှိအောင်ဖွင့်ခိုင်းနေမယ်အဲကျရင်ဖွင့်လိုက်ဗျာဖွင့်ပြီးသွားပြီဆိုရင်အရင်ဆုံး Bluetooth တော့ချိန်ရပါမယ် join တော့ချိန်ပြီးထားမယ်ဗျBluetooth နိုင်နေရစ join ပြပေးမယ်ကွာဘယ်လိုတွေ့လားအောက်ဖက်မှာကွာ Bluetooth နိုင်မယ် Bluetooth ဖွင့်လိုက်တဲ့အချိန်မှာ M1 Pro ဆိုပြီးတက်လာကွာအောင်လေးနဲ့ချိန်လိုက်ပါချိန်ပြီးဆိုရင် browser game ထဲဝင်လို့ရပြီကွာအမှကြီးမောက်တွေပါလေလှုပ်ရှားလုပ်နေတွေ့လားဆိုတော့ game ထဲဝင်လို့ရပြီ game ထဲကိုလည်း application ကပဲတစ်ဆင့်ဝင်လိုက်ကွာ application မှာ game ကတူပေါ်ပြီးတာအဲ့နေပြီးတော့ဝင်ပြီးရတယ် browser set လုပ်ပြီးဆော့လို့ရပါပြီသာဆော့ရှင် browser အနေနဲ့ key တွေပါမတည်ဘူးဆိုရင်ကွာဒီဘက်မှာ show key ဆိုပြီးရှိရအကောင့်လေးနှိပ်လိုက်စာလေးပေါ်လာလိမ့်မယ်အဲ့ကြတယ် browser နှိပ်လိုက်ရုံပဲဒီ keyboard မှာလည်း logo လေးပါပြီးတာဗျာဆိုတော့တော်တော်လေးကိုအဆင်ပြေပါဗျာတကယ်လို့လက်ကွက်တွေပါမညီဘူးဆိုရင်ကွာဒီချိန်လိုက်ရုံပဲကွာဘယ်လို show လိုက်အမှ join ချိန်ပြထားလို့မျိုးအဲ့ရှိတာချိန်တာတော့ browser 6ချိန်လိုက်ကွာဟိုဒါမတင် join လာမလိုက်ဆိုတော့ browser အနေနဲ့ဒီမျိုး file 1 mobile game combo page ကိုလိုချင်တယ်ဆိုရင် join Telegram channel မှာလာပြီး upload လို့ရပါတယ် Telegram channel ကိုလည်း TikTok ကောက်ရဲ့ဘိုင်မှာ link လေးချထားပေးပါတယ်တိုက်လို့အားလုံးပဲဘိုင်ပါဗျ